တက်မှာဒီဗီဒီယိုကိုကြည့်နေတဲ့သူလေးတွေဘာကံကောင်းခြင်းလေးတွေကိုဘွားထဲမှာရောက်လာမလဲပေါ့နော်ဒီဗီဒီယိုကိုကြည့်နေတဲ့သူလေးတွေအတွက်ဘာကံကောင်းခြင်းတွေကိုဘွားထဲကိုရောက်လာမလဲ What blessing coming into your life ဒီဗီဒီယိုကိုကြည့်နေတဲ့သူလေးတွေအတွက်ပေါ့နော်ဘာ blessing လေးတွေဟုတ်လို့ဆိုပြန်သွားတယ်အားလုံးကြော်နောက်ထပ်နှစ်ကက်လောက်ထပ်ဆွဲမယ်ဘာ blessing လေးအုံနှုတ်ခောက်ဆွဲအကျော်ဆုံးဟုတ်ပြီချမောင်ကျော်က base မှာ okay အဲ့တော့ fight tool လေးတွေအတွက်ပေါ့နော်အရင်တုန်းကကိုကဒီအလုံးကင်နဲ့ပတ်သက်ပြီးတော့အဆင်မပြေခဲ့တဲ့အရာလေးတွေပေါ့နော်ငွေကြေးပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့အဆင်မပြေတဲ့အရာလေးတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေလာလိုက်မယ်ငွေတွေဝင်လာဖို့ရှိတယ်ပေါ့နော်ကိုယ့်ဘဝထဲမှာတချို့တွေဆိုလို့ရှိရင်အောင်မြင်ကြော်ကြားမဲ့နမိတ်ကိုတွေ့ရတယ်ပေါ့နော်ဒီလားကိုလုံနေတဲ့ဒီနယ်ပယ်ထဲမှာကိုကနမိတ်တစ်ခုရလာတာဂုံသတင်းတစ်ခုရလာတာအဲ့လိုမျိုးလေးတွေကိုကြုံတွေ့ရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာအာလူးကြော်ကွာအာလူးကြော်ဆိုတာအကြော်ဆိုတော့အောင်မြင်ကြော်ကြားတဲ့နမိတ်ပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်အုံနှုတ်ခောက်ဆွဲဆိုတာကဒါတချို့ကိုလှုပ်ရှားရှိတဲ့အရာလေးတွေပေါ့နော်အရေးကြီးအလုပ်ကိုင်းလုပ်ငန်းခံနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးတွေစကားပြောရမယ်ဆိုလို့ရှိရင်ဒီမနက်ခင်းပိုင်းလေးကိုဆောင်ရွက်ပေါ့နော်ငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီ2 လအတွင်းကိုဒီဗီဒီယိုကိုကြည့်နေတဲ့သူလေးတွေကိုဘွားထဲမှာငွေတွေဝင်လာလိုက်မယ်လှလှပတွေဝင်လာလိုက်မယ်ကိုယ့်ရဲ့ဂုံသတင်းကောင်းတဲ့ဂုံသတင်းတွေနာမည်ကြီးလိုက်မယ်လူသိများလိုက်မယ်အဲ့လိုမျိုးတွေ့ရတယ်ပေါ့နော်ပြီးရင်သူများကိစ္စတွေမှာကိုကဂျားညက်နေရတတ်တယ်ပေါ့နော်ဒီလားသူများကိစ္စတွေအတွက်ကိုကဝင်ပါပေးနေရတတ်တယ်အဲ့တော့အဲ့လိုမျိုးတွေတိတ်ဝင်တရားသူကြီးကိုကဝင်လုံနေရတယ်ကွာဒီလားအဲ့လိုမျိုးတွေကိုကတိတ်မလုပ်ဖ ೇನೆ ကိုယ့်အတွက်ကိုလှုပ်ရှားရှိတဲ့အရာလေးတွေကိုပဲကိုလှုပ်ပြီးပေါ့နော်တကယ်လို့ကိုကမဖြစ်မနေဝင်ပါမယ်ဆိုလို့ရှိရင်လည်းအများကြီးအတွင်းသည့်အစင်းသည့်ဝင်မပါနဲ့ပေါ့ကွာဒီလားကိုကူညီပေးနိုင်တဲ့ဘက်လောက်ကပဲကူညီပေးအဓိကကိုယ့်အတွက်ကိုအာယုံစူးစိုက်ပေါ့နော်ဒီလားကိုကအောင်မြင်ကြော်ကြားမဲ့အချိန်လေးတစ်ခုရှိလာလိုက်မယ်ငွေကြေးတွေဝင်လာလိုက်မယ်တချို့တွေဆိုလို့ရှိရင်စမ်းပွင့်နေမယ်နော်ဒီလားဒီဗီဒီယိုကိုကြည့်ရတဲ့သူလေးတွေကွာဒီလားစင်ငယ်လေးတွေပါမယ် relationship တွေတောင်ပါတယ်ဆိုလို့ရှိရင်အဲ့လိုချစ်သူကြီးစားရှိနေရင်လည်းတောင်မှကိုယ့်ဘဝထဲကိုလာကြိုက်တဲ့သူလေးတွေအဲ့လိုမျိုးလေးတွေတွေ့ရမယ်ပေါ့နော်စမ်းပွင့်နေတတ်တယ်အဲ့တော့အဆရာအဆင်ပြေပါစေဒီဗီဒီယိုလေးကိုကြည့်နေတဲ့သူလေးတွေပေါ့နော်အားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့ကြမယ်ပေါ့နော်